လိုက်တာဒီနေ့ကြမှာ干搜到老师对我了不了用嘞。嗨，大家好，我是新老师，新老师皮巴瑞。OK，今天嘛老师呢读读干搜的，所以是个啷个对有了累垃圾啊。老师干搜到的有了真倒霉，真倒霉，真倒霉，人干搜啦呗。倒霉说干搜啦，真倒霉说这个干搜啦，人干搜啦，不要钱了，真倒霉。အရန်ကန်ဆိုးတယ်လုံးဝ unlucky ဖြစ်တာကို老师တို့ပြောတာဖြစ်ပါတယ်အဲ့တော့ဒီနေ့တကယ်ကန်ဆိုးတယ်ကွာဒီနေ့ကြမှာကွာဒီလိုမျိုးပြောမယ်အဲ့တော့今天真倒霉今天真倒霉今天ဆိုတော့ဗါလေ今天ဆိုတာကဒီနေ့真倒霉အရန်ကန်ဆိုးတာ今天真倒霉今天အရန်ကန်ဆိုးတယ်ကွာအဲ့တော့ဥပမာ老师我今天真倒霉ငါဒီနေ့အရန်ကန်ဆိုးတယ်ဘာလို့အဆင်မပြေဘူးဘာဖြစ်ခဲ့လို့ညာဖြစ်ခဲ့လို့စသဖြင့်ပေါ့နော်我今天真倒霉我今天真倒霉ငါဒီနေ့အရန်ကန်ဆိုးတာပဲ